အိမ်ဝင်ဧည့်သည်တွေလာတော့ဒီခရမ်းသီးတောင်းလေးထောင်းကျွေးလိုက်တာကိုစားလို့ကောင်းလို့ဆိုပြီးခဏခဏထပ်ထောင်းခိုင်းလို့ကရဆာနောက်ထပ်ထပ်ထောင်းထားတာလေးကိုဘလော်လေးရိုက်ပေးထားတာဖြစ်ပါတယ်။ဒါကတော့ဒီထောင်းမဲ့ဒီခရမ်းသီးလေးတွေကိုကရဆာတို့ဒီဈေးမှာသွားဝင်နေတာဖြစ်ပါတယ်။ရရှိလာတဲ့ခရမ်းသီးလေးတွေကိုရေနဲ့တန့်စင်သွားအောင်ဆေးကြောမယ်။ပြီးရင်တော့ယေရှုကိုတည်ပေးထားပါမယ်။ခရမ်းသီးကိုအညာဖြတ်ဒီလိုလေးစိတ်ကလေးတွေမကွဲအောင်တော့ချမ်းပေးထားပါမယ်။ဒီဗီဒီယိုထဲမှာပြထားတဲ့အတိုင်းအပေါ်ကအညာဖြတ်ဒီလိုမျိုးလေးစိတ်လေးတွေချမ်းထားတာဖြစ်ပါတယ်။ယေရှုကိုတည်ထားတာဒီလိုပွက်သွားပြီးဆိုရင်တော့ကရဆာတို့ဒါစိမ့်စားငပီလေးထည့်ပါမယ်။ပြီးရင်တော့ချမ်းထားတဲ့ဒီခရမ်းသီးလုံးလေးတွေကိုထည့်ပြီးတော့ပြုတ်ပေးပါမယ်။ခရမ်းသီးပြုတ်ထားတာမြန်မြန်နူးအောင်လို့ကရဆာဒီအဖုံးလေးအုပ်ပြီးတော့တည်ပေးပါမယ်။ဒီပြုတ်ထားတဲ့ခရမ်းသီးများနူးသွားပြီးဆိုရင်တော့အဆင်သင့်ဖြစ်ပါပြီ။ဒါတော့ခရမ်းသီးထောင်းမှာပါဝင်ပစ္စည်းတွေဖြစ်တဲ့ကြက်သွန်ကြီးကြက်သွန်ပြူငရုတ်သီးတို့ကိုဒီအိုးထဲထည့်ပြီးတော့လှော်ပေးပါမယ်။တို့လေးခြောက်ပြီးတော့မှုေးသွားပြီဆိုရင်တော့အဆင်သင့်ဖြစ်ပါပြီ။ဒါတော့ခရမ်းသီးထောင်းတွေမှာပါဝင်ပစ္စည်းဖြစ်တဲ့ပြုတ်ထားတဲ့ခရမ်းသီးရဲ့အိုးကင်းပူတိုက်ထားတဲ့ကြက်သွန်ကြီးကြက်သွန်ပြူငရုတ်သီးစိမ်းရဲ့စားဟင်းညိုမုတ်ချက်သားမုံတို့ကိုအဆင်သင့်ပြုလုပ်ထားပါမယ်။ပါဝင်ပစ္စည်းအလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ဒီငရုတ်စုံတွေကိုကြက်သွန်ပြူကြက်သွန်ကြီးငရုတ်သီးတို့ထည့်ပြီးတော့ညှက်သွားအောင်ထောင်းပေးလိုက်ပါမယ်။ညက်သွားပြီဆိုရင်တော့အစင်းသင့်ပြုတ်ထားတဲ့ခရမ်းသီးများထည့်ပေးပါမယ်။ခရမ်းသီးနဲ့ဒီကြက်သွန်မျိုးကြက်သွန်လေးရုပ်သီးနည်းနည်းသမသွားအောင်ထောင်းပေးလိုက်ပါမယ်။ပြီးရင်တော့အရသာအနေနဲ့ကြက်သားမုတ်စားအချိုမုံတို့ကိုထည့်ပြီးတော့ထောင်းပေးပါမယ်။အရသာများသမသွားအောင်ဒီလိုဇွန်းလေးနဲ့ခက်ထောင်းအဲ့လိုမျိုးလေးလုပ်ပေးရပါမယ်။ခရမ်းသီးထောင်းထားလေးညက်တဲ့လောက်ဖြစ်သွားပြီဆိုရင်တော့ကရဆာတို့ဒါစိမ့်စားငပိကိုအည်ဖြောထားတာထည့်တာဖြစ်ပါတယ်။ပြီးရင်တော့အရသာသမသွားအောင်ကရဆာတို့ထပ်ထောင်းပေးလိုက်ပါမယ်။ဒီခရမ်းသီးထောင်းတာလေးအရသာအနေတော့အစင်းသစ်ဖြစ်ပြီဆိုရင်တော့ဒါခရမ်းသီးထောင်းလေးရပါပြီ။စားမဲ့ပကံလေးတွေကိုဒီခရမ်းသီးထောင်းလေးထည့်ပေးလိုက်ပါမယ်။ကရဆာရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့ခရမ်းသီးထောင်းလေးလိုက်လို့စားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ။အဆုံးထိကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်။